ကျွန်တော်အခုတဖန်ခေါရဲ့ဘန်းတာအင်ယာ project ကိုရောက်နေရဖြစ်ပါတယ်ဒီအင်ယာ project ဆိုရင်ကချနာဖီဆက် highway လမ်းမဘေးမှာစောက်ထားဖြစ်ပြီးတော့ Two Wish International School ကို10မိနစ်မဂါဘန်းတာ shopping center ကို10မိနစ်နဲ့ရောက်ရှိမှာဖြစ်ပါတယ် location ကတော်တော်လေးကိုကောင်းပါတယ်ဗျဒီ project မှာဆိုရင် inside 30ရှိရဗျအကြီးဆုံး inside ဖြစ်တဲ့ F40 929 square meter ကိုကျွန်တော်လည်းပြပြမှာဖြစ်ပါတယ်သူက8ခန်း9ခန်းရေချိုးခန်း6ခန်းနဲ့ကားပါကင်5စီးပေါင်မှာဖြစ်ပါတယ်ပြပြမှာတော့ဒီ project မှာဆိုအကြီးဆုံးအိမ်ယာပဲဖြစ်ပါတယ်သူကတော့929 square meter 8ခန်း9ခန်းရေချိုးခန်း6ခန်းနဲ့ကားပါကင်5စီးပေါင်မှာဖြစ်ပါတယ်သူကဝင်လာခြင်းမှာဆိုဒါ living room area ရှိရဗျသူ living room area ဖွဲ့စည်းပုံကဒီဘက်ညာဘက်ခြမ်းမှာဆိုတော့တက်တက်ယူတာဖြစ်ပါတယ်တော်တော်လေးကိုလာပါတယ်ဗျဒီဘက်ခြမ်းသွားကြည့်အောင်ဒီဘက်ခြမ်းမှာဆိုသူကအပြင်မှာပန်းချံပုံစံနေနဲ့သူကတီးတန့်ထုတ်ပေးထားတော့တွေ့ရပါတယ်ဗျဒါကတော့ dining room area ပဲဖြစ်ပါတယ်dining room area လည်းတော်တော်လေးကိုကျယ်ပါတယ်ဗျဒီဘက်မှာဆိုတော့ island table အနေနဲ့ဖွဲ့စည်းပေးထားရှိပါတယ်ဟိုဘက်ချောင်းတော့ကြည့်အောင်ဒီ living room area မှာဆိုထူးခြားတာကသူကဒီဘက်မှာဆိုရင်သူကနှစ်ထပ်ပေါ့နော်အမြင့်စီလင်လုပ်ပေးထားတွေ့ရပါတယ်ဒါကတော့ kitchen area ပဲဖြစ်ပါတယ်သူကဲမှာဆိုရင် toilet တစ်ခုဖွဲ့စည်းပေးထားတွေ့ရပါတယ်ဗျဒါကတော့ bedroom အိတ်ခန်းပဲဖြစ်ပါတယ်ဒါအောက်ထပ်မှာရှိတဲ့အိတ်ခန်းပဲဖြစ်ပါတယ်သူရဲ့ဒီ toilet ဖွဲ့စည်းပုံနဲ့တော်တော်လေးကိုကျေပါတယ်ဗျအပေါ်ထပ်သွားကြည့်အောင်ဒီဘက်မှာဆိုရင်သူက living room area နဲ့တော့ထပ်ပြီးဖွဲ့စည်းပေးတော့ရှိတယ်ဒီဘက်ချမ်းမှာဆိုသူကအိတ်ခန်းတစ်ခန်းရှိမယ်ဒါကတော့ master bedroom အိတ်ခန်းပဲဖြစ်ပါတယ်စိတ်ကလည်းတော်တော်လေးကိုကျေပါတယ်ဗျဒီအခန်းဖွဲ့စည်းပုံ၄အောင်တိုင်းအားဆိုရင်ဒီဘက်မှာဆိုတော့ living room area ထုတ်ပေးထားတဲ့အတွက်ကြောင့်မို့ကနားနေနေလို့ရတဲ့ပုံစံလေးနဲ့ဖွဲ့စည်းပေးတာဖြစ်ပါတယ်တော်တော်လေးကိုလှပါဗျဖုတ်မချောင်းတော့ကြည့်အောင်ဒီ space ကလည်းတော်တော်လေးကိုကျေပါဗျဒါကတော့ master bedroom အိတ်ခန်းပဲဖြစ်ပါတယ်ဒီဘက်မှာဆိုရင်သူက toilet နဲ့တွဲပါတဲ့အခန်းလေးပဲဖြစ်ပါတယ် space ကလည်းအခုမြင်တွေ့နေရတယ်တော်တော်လေးကိုကျေပါဗျဟိုဘက်နောက်ဆုံးအိတ်ခန်းသွားကြည့်အောင်ဒါတော့နောက်ဆုံး master bedroom အိတ်ခန်းဖြစ်ပါတယ်ဒီအိတ်ခန်းကတော့အကြီးဆုံးပဲပေါ့နော်ဒီမှာဆိုရင် wine closet makeup table လေးဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ဗျဒီမှာဆိုအဝတ်လက်ခန်းရှိမယ် makeup table ရှိမယ်ဒီကဲမှာဆိုရင်အိမ်တိုင်းချွေးခန်းရှိပါတယ်ဗျဒီ toilet ကလည်းတော်တော်လေးကိုကျေပါတယ် pattern နဲ့ဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ဗျအဲ့ဒီတော့ဒီအင်ယာ project ကိုစိတ်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်ကြည့်ရှုလို့ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြတ်ဆောင်ရွက်နိုင်ပါတယ်ထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုနဲ့လုံးချင်းဝယ်မယ်ဆိုတော့ GIG Town House Space ကိုဆက်သွယ်မြတ်ဆောင်ရွက်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်